အားလုံးမင်္ဂလာပါရှင်ကျမတို့channel ရဲ့ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့2025ဒီဇင်ဘာလတုန်းကကျမတို့မိသားစုပေါ်တိုရီကိုအားလည်းရခီးထွက်ခဲ့ကြပါတယ်ဒါပေမဲ့ခီးစချင်မှာပဲမိုးရအရန်ရွာတယ်နှင်းမိုးလေးတွေရွာတယ်အားလုံးကလည်းဖြူဖွေးနေရပဲတလန်းလုံးကလည်းပေါ့နော်နည်းနည်းတော့တတိထားရတဲ့မောင်းတော့ပေါ့နော်လာတော့ကာမချက်ဘူးဖြောက်ဖြူနေလို့ပြောရမှာပေါ့နော်ဒါပေမဲ့မိုးရရွာလီတွေကတိုက်တယ်ပေါ့နော်အားလုံးကအယောင်တွေကလည်းမရှိသလိုပဲပြာနေရပဲပေါ့နော်ဟိုစားဒီရာသီဥတုကြောင့်ပေါ့နော်အယောင်မရှိဘူးဒါကြောင့်လည်းကျမတို့ရာသီဥတုကောင်းတာရတဲ့နေရာလေးကိုသွားချင်တာပေါ့နော်လေရင်ကွင်းကိုရောက်ပါပြီလေရင်ကွင်းကနေလေရင်ထွက်ဖို့အတွက်ကျမစောင့်နေကြပါတယ်ဒီ airport transition ကားပေါ့နော်ဒီကားမျိုးဟာဒီ airport မှာပဲတွေ့နိုင်တယ်ပေါ့နော်ထူးထူးဆန်းဆန်းပါပဲကျဖို့လည်းကောင်းတယ်သူရဲ့ထူးဆန်းတဲ့ဟာပေါ့နော်လေပေါ်ကနေလမ်းကြည့်လိုက်တဲ့ခါမှာပေါ့နော်အောက်မှာဆိုလို့ရှိရင်လည်းအပြာနဲ့အဖြူရောင်ပဲတွေ့နေရတယ်လို့ပဲအယောင်ကြီးပြောင်းနေတယ်လို့ပဲခံစားရတယ်နော်အခုပေါ်တိုရီကိုရောက်မှကျမကြည့်နေတယ်ကျမအပြာရောင်ပဲမြင်တာဘာမှမဟုတ်ပေါ်တိုရီကိုရောက်မှပဲကျမရဲ့ကင်မရာပေါ့နော် setting ကတိတ်မမှန်ဖြစ်နေအဲ့ setting ကအပြာရောင်လို့ပဲဖြစ်နေတာကျမလည်းဘယ်လိုပြင်ရမလဲမသိဘူးကြည့်ရင်လည်းရီတော့ရီချင်တယ်ဗီဒီယိုမှာရိုက်ခဲ့ပေါ့နော် setting ကိုတေချာဆက်ရမှာကျမတဲ့သင်ခန်းစာရသွားပေါ့နော်ဘယ်လိုဖြစ်လို့ဒီလိုဖြစ်လဲတော့တဲ့ကျမလည်းဘယ်လိုဖြစ်လို့ဒီအရောင်ဖြစ်နေလဲတဲ့ကျမမသိဘူးအမှန်တိုင်းပြောရင်ကျမ camera setting လေး filter တွေလည်းကျမမပြုပြင်တတ်ဘူးเนาะအမှန်တကယ်ပေါ်တိုရီကိုစိမ့်ဆူပြီးတော့လာပနေတဲ့တပါဟွာတရားတွေပေါ့เนาะပြချင်တာပါဒါရင်မဲ့လေကျမရဲ့ camera setting ကဘယ်လိုဖြစ်လဲမသိဒါပေမဲ့စိုးရိမ်ပါနဲ့နောက်ပိုင်းမှာအယောင်လေးတွေပေါ်လာပါပါโอเคလေရင်ရပါတော့အရင်နည်းနည်းပါးလှုပ်ပြီးတော့ဆင်းတဲ့အတိုင်းမတော်သေးလို့အေးဆေးပဲဆင်းသက်နိုင်ခဲ့ပါတယ်ပြီးတော့လေရင်ပေါ်မှာလဲကျမကလေးတွေကလိမ့်မမနဲ့ညင်ညင်လေးလိုက်လာခဲ့လို့တော်သေးရပါတော့ဒီပထမတစ်ဆင့်ကတော့အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါပြီကောင်းမွန်စွာနဲ့လေရင်ဆင်းသက်သွားပါပြီလို့လေပေါ်ကနေပေါ့နော်စူးစမ်းခြင်းမှာပဲကျုံရဲ့ရနံ့မျိုးခံစားရတယ်လေးစိမ့်မှာကောင်းဖို့အတွက် AGV စောင့်နေတော့ဘောကဖန်သားတင်ပေါ်ကနေပေါ့နော်ပေါ်တိုရီကိုရဲ့တဘာဝအလားတွေကိုထိုင်ကြည့်နေခဲ့တယ်ဒါကိုမြင်ရတော့ပို့ပြီးတော့မှစိတ်လို့ရှာတယ်ပေါ်တိုရီကိုကကျွန်တော်တို့ဟာနီမွန်းအနေနဲ့လည်းလာခဲ့ပူပါတယ်ဆိုတော့ဒီဟာတော့ပထမဆုံးခောက်တော့မဟုတ်ဘူးပေါ့နော်အဓိကဦးစားပေးရတော့အစာစားဖို့ပဲနေခံကလမ်းညွန်နဲ့အစာကိုဆိုင်ဝင်တော့တန်သွားခဲ့ပါတယ်အစာတောက်နေနဲ့ကတော့ကျမတို့စက်သားရဲ့သူတို့ရဲ့စီရယူရအဆဖြစ်တဲ့ငပြောသီးထောင်းပေါ့နော်မိုဖုန်ကိုလို့ခေါ်ရဲအဲတားကြိုက်တယ်တားစားကောက်လို့ဆိုအဲလေးမစားပါတယ်ဒီဇင်ဘာဆိုတော့Christmas ပွဲကျင်းပတော့ပွဲလန့်တပင်းနဲ့လမ်းမတွေကလဲလေတဲ့ပွဲလူတွေလည်းတွေ့တယ် December လဆို holiday ရဲ့အငွေအသက်လေးတွေနေရာတိုင်းမှာပြည့်နေတယ်။ညဘက်လမ်းမပေါ်မှာလူတွေလမ်းရှောင်နေကြပြီးတော့ပျော်ပျော်ပါဆင်နေကြတာပါ။ကလေးတွေနဲ့မိဘတွေအတူလမ်းပေါ်မှာဆော့ကစားနေကြတော့လည်းမြင်နေမြမပြူတော်လွန်ထားပြီးတယ်။
အငွေတက်လေးတွေကတော့တကယ်နွေးချပြီးမိသားစုဆန်တယ်လေနော်ဒီလိုမျိုးကUS mainland မှာဆိုတိတ်မတွေ့ရဘူးလေနော်ဒီမှာညဘက်ဆိုတော်တော်စီကားတယ်လို့ပြောရမယ်လမ်းတစ်လျှောက်မှာဘားတွေအများကြီးတွေတွေ့တယ်လမ်းလျှောက်နေရင်ဒေတာခံတွေရဲ့ယဉ်ကျေးမှုကိုခံစားဖို့အကောင်းဆုံးနေရာပဲပေါ့နော်ပထမဆုံးနေ့မှာပဲ Puerto Rico ကကျမတို့ပေါ့နော်လိုက်လေမယ်ဆိုပြီးတော့ရှောက်သွားကြတယ်ပေါ့နော်ဒါတော့grocery shopping ပေါ့နော်ကျမတို့မနက်စာလေးပါလေးဟင်းသီးဟင်းရွက်အသီးအနှံလေးဝယ်ဖို့အတွက်ဒီနားလေးမှာရပ်ပြီးတော့ဝယ်ပါတယ်သူတို့ဆိုင်တွေကတော့ဟိုမြန်မာပြည်မှာရှိရဟိုလမ်းပြီးနေဆိုင်လေးလိုပဲပေါ့နော်တီလေးပဲအိမ်မှာဝယ်တယ်ပေါ့နော်ဝယ်ပြီးတော့နောက်တော့ကျမတို့တဲမဲ့နေရာကိုဆက်သွားတယ်ပေါ့နော်တဲမဲ့နေရာတော့မပြတော့ပါဘူးနော်ဒီမှာကျမတို့ရောက်လာတဲ့ခါမှာကျမအမှန်တကယ်လို့ပေါ့နော်ကျမဒီနေရာမှာအမှန်တကယ်စားတော့ဆိုင်နေရှာတာစားတော့ဆိုင်လည်းမရှိဘူးမှလည်းမရှိဘူးအားလုံးတိတ်ဆိတ်6ကပ်ပြီးတော့ဘယ်သူမှမရှိဘူးပေါ့နော်အဲနဲ့ကျမတို့အိမ်ညာတော့နည်းနည်းပါးပါးလေလိုက်တဲ့ဒါပေမဲ့သူတို့ရဲ့လက်မှုပညာတွေသူတို့ arts သူတို့ culture တွေအငွေတက်လေးတွေတော့မြင်ရတယ်ပေါ့နော်ထင်တာဒီမှာအရင်ကစားသောက်ဆိုင်တေးလေးတွေရှိမယ်လို့တော့ထင်တယ်ပေါ့နော်။ဒါနဲ့ Puerto Rico ကအင်္ဂလိပ်လိုမပြောဘူးသူက Spanish ပေါ့နော်။ Spanish စကားကိုအဓိကပြောရဲ။ကျမကလေးကတော့ Spanish စကားကိုတတ်တဲ့အတွက်ကြောင့်မလို့တခါလေကျရင်ကျမအတွက်ဘာသာပြန်လို့ရတယ်လို့ပဲပေါ့နော်။ဒီမှာအရင်တာရပါတယ်လေးတစ်ဖြူဖြူနဲ့နေလို့အရင်ကောင်းပါတယ်။အနောက်ကန်ချီပေါ့နော်အနောက်ကန်ချီမြန်မာပြည်မှာဆိုအနောက်ကန်ချီရဲ့လိုမျိုးအငွေအသက်အရသာကိုခံစားရတယ်ပေါ့နော်ဘယ်နေရာတတိယတာလဲဆိုကြောက်ဖြာလို့ပေါ့နော်အိပ်ပဲချောင်းအရင်တတိယရငငယ်ပါဆိုအမှနေနှွေရသည်ဆိုသွားလေတာတွေရှိရပေါ့နော်အဲ့လိုတွေ့ကြမှာဒီမှာကျတော့တချို့လူတွေကတော့ဒီမှာထိုင်နေကြတယ်နေပူစားလုံးနေကလေးတွေကရေကစားနေကြတယ်ပေါ့နော်ကျမတို့ဒီနေ့ရေမကစားသေးဘူးအစားဖို့အတွက်လိုက်ရှာနေတာပါဒီမှာကျွန်တော်စားသောက်ဆိုင်တွေ့ပြီးဒါပေမဲ့တစ်ခုမှရောက်လာဖို့တော်တော်ကြာတယ်တော်တော်ကြာတော့ကျွန်တော်တို့ကစားရင်းနဲ့စောက်တယ်ပေါ့နော်ကစားရင်းနဲ့စောက်တယ်တော်တော့စောက်ခရတယ်လို့ပြောရမယ်အစားစရာတစ်ခုကိုရဖို့အတွက်ဒါပေမဲ့လည်းမိသားစုအချိန်ဖြုံရတဲ့အတွက်ကြောင့်အတူတူအချိန်ဖြုံရတဲ့အတွက်ကြောင့်ပြောရဲဒါညအချိန်ရောက်ပါပြီကျမတို့ရေကူးကြရပေါ့နော်ရေကနှွေးပြီးတော့နှွေးရတဲ့ပုံများမယ်ပူလေးပေါ့နော်အပြင်မှာတော့ဆောင်းတွင်ပြောရမှာဆိုဒီဇင်ဘာဆိုနည်းနည်းတော့အေးတယ်နဲ့ရေကတော့သူတို့အပူပေးထားတဲ့အတွက်ကြောင့်ရေပူလေးထဲမှာရေဆော့ကစားကြတယ်ပေါ့နော်โอเคကျမသားတော့မရေပေါ်မှာပေါ်လို့နဲ့ပလဲနဲ့အဲ့ဒါလေးကိုသူပြောနေတာဒီနေ့ကတော့ဒီလောက်ပါပဲရေကူးပြီးသွားရင်တော့
ကိုလည်းအကျော်ချင်းဆန်သွားပြီဆိုတော့တည်တည်ချာချာအိတ်လို့ရပါပြီအားလုံးကိုဘိုင်ဘိုင်ပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်